ဘရာဇီးနဲ့ပါရာဂွေးတို့ကစားခဲ့တဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်ကမာတီယက်ကွန်ညာရဲ့ခြေစွမ်းကိုကြည့်ပြီးတော့ United ပရိသတ်တွေကြားထဲမှာအတော်လေးလူပြောများနေတဲ့ကိစ္စတစ်ခုရှိပါတယ်။ United အသင်းဟာပြီးခဲ့တဲ့အပြောင်းရွှေ့ရာသီစပွဲတဲ့နေ့မှာပဲဘို့အသင်းရဲ့ဘရာဇီးကွင်းလယ်တိုက်စစ်ကစားမှာမာတီယက်ကွန်ညာကိုအပိသက်ခေါ်နိုင်ခဲ့တာဖြစ်ပါတယ်။ United အသင်းအနေနဲ့အသက်26နှစ်အရွယ်ဘရာဇီးကွင်းလယ်ကစားသမားအတွက်ကစားသမားရဲ့စာချုပ်ဖြတ်သိမ်းခြင်းပေါင်62.5 တန်းကိုပေးချေခဲ့ရပြီးတော့ United အသင်းကိုမရောက်ခင်ကတည်းကကွန်ညာဟာ United ပရိသတ်တွေရဲ့အထင်ကြီးမှုကိုရရှိထားတာဖြစ်ပါတယ်။ကွန်ညာကဒီနေ့မနက်ကစားခဲ့တဲ့ဒီဘရာဇီးနဲ့ပါရာဂွေးတို့ပွဲစဉ်မှာနီးပြအန်ဆန်လော်ဒီရဲ့ဘရာဟီလူစင်းထဲမှာပါဝင်ခဲ့တယ်။သူအနေနဲ့လိုင်းရဲ့ပါဝင်ကစားခွင့်ရရှိခဲ့ပြီးတော့ကွင်းလယ်တိုက်စစ်နေရာမှာပွဲထွက်ကစားခွင့်ရရှိခဲ့တယ်။ဒီပွဲမှာဘရာဇီးကပါရာဂွေးကိုတကောမရှိနဲ့နိုင်ရရှိခဲ့တာဖြစ်ပါတယ်။အဲ့တော့ဒီဘရာဇီးအသင်းအတွက်တလုံးတည်းသောအနိုင်ဂိုးကိုသွင်းယူပေးခဲ့တဲ့သူကတော့ဗီနီစီယက်ဖြစ်ပြီးတော့ဒီဂိုးကိုဖန်တီးပေးခဲ့တဲ့သူကတော့မာတီယက်ကွန်ညာပဲဖြစ်ပါတယ်။ကွန်ညာအနေနဲ့ဒီနေ့ပွဲမှာဒီဘရာဇီးအတွက်အနိုင်ရရှိစေမဲ့တလုံးတည်းသောသွင်းဂိုးကိုဖန်တီးခဲ့အောင်နေမကဘဲနဲ့ကွင်းလယ်တိုက်စစ်မှာတော်တော်လေးခြေစွမ်းပြခဲ့တာကိုမြင်တွေ့ခဲ့ရပါတယ်။ကွန်ညာအနေနဲ့ကွင်းလယ်ကတခြားဘရာဇီးသားတစ်ယောက်ဖြစ်တဲ့နျူကာဆယ်ကွင်းလယ်လူဂူမာရေးစ် United ကွင်းလယ်လူကက်စမဲလိုနဲ့ပေါင်းဆက်ပြီးတော့ကွင်းလယ်ထရီယိုကိုအကောင်းဆုံးပုံဖော်သွားခဲ့တာကိုမြင်တွေ့ခဲ့ရပါတယ်။အဲ့တော့အန်ဆန်နယ်လီလက်ထက်မှာဘရာဇီးရဲ့ကစားပုံဟာအတော်လေးပြောင်းလဲလာခဲ့ပြီးတော့အရင်တော့က4-3-3ကစားကွက်ကနေပြီးတော့အခု4-2-3ကစားကွက်ကိုပြောင်းလဲလာတာကိုတွေ့ရတယ်။ဒါကြောင့်မို့လို့ကွင်းလယ်တိုက်စစ်အားတန်တဲ့ဂွမ်မာရီကွန်ညာတို့လိုကစားမျိုးတွေပိုင်ဆိုင်ထားတာမာတင်နယ်လီရာဖင်ယာတို့လိုတောင်ပန်တိုက်စစ်အားတန်တဲ့ကစားသမားတွေကိုပိုင်ဆိုင်ထားတဲ့နေရာမှာဘရာဇီးရဲ့ကစားဟန်ကအရင်ထပ်ပို့ပြီးတော့ကောင်းလာတာကိုမြင်တွေ့ခဲ့ရတယ်။အဲ့တော့ဒီကစားကွက်မှာဘရာဇီးအသင်းအတွက်အကောင်းဆုံးကစားသမားကတော့မာတီယက်ကွန်ညာကိုပဲလက်ညှိုးထိုးအောင်ဖြစ်ပါတယ်။ကွန်ညာဒီနေ့ပွဲမှာတော်တော်လေးခြေစွမ်းပြခဲ့သလိုသူရဲ့ raw weight ကလည်းထင်မထားလောက်အောင်ကောင်းခဲ့တယ်။သူအနေနဲ့ accuracy pack ကို69ရာခိုင်နှုန်းနဲ့အောင်မြင်အောင်ပြုလုပ်နိုင်ခဲ့သလိုဒီအခွင့်အရေးဖန်တီးမှုကလည်း3ချိန်ရှိခဲ့တယ်။ဘောလုံးနဲ့အတူဆွဲပြေးမှုကလည်း4ချိန်အောင်မြင်ခဲ့တဲ့အပြင်ပြိုင်ဘက်ခံစစ်ကြောင်းကိုတားဆီးနိုင်မှု2ချိန်ထိရှိခဲ့တယ်။ပြီးခဲ့တဲ့ရာသီတုန်းကစစ်တမ်းတွေအရကွန်ညာဟာဘောလုံးကွင်းထဲမှာလမ်းရှောင်ဆုံးကစားမဆိုပြီးတော့သတင်းတွေထွက်ပေါ်ခဲ့တာကြောင့် United ပရိသတ်တွေအနေနဲ့ကွန်ညာရဲ့ raw weight ကိုတန်တရားရှိခဲ့ကြပေမဲ့ဒီပါရာဂွေးနဲ့ပွဲစဉ်ကကွန်ညာရဲ့ worry ကိုမြင်ခဲ့ပြီးတဲ့မှာသူတို့အနေနဲ့လာမယ့်ရာသီမှာကွန်ညာရဲ့ခြေစွမ်းကိုစောင့်ကြည့်ဖို့အတွက်မဆောင်သောနိုင်အောင်ဖြစ်နေကြပြီ။ဒါကြောင့်လည်း United ပရိသတ်တွေကဒီပါရာဂွေးနဲ့ပွဲပြီးမှာပဲကွန်ညာနဲ့ပတ်သက်ပြီးတော့ social media မှာဆောင်ရမ်း high တဲ့ post တွေကိုတင်လာကြတယ်။ပရိသတ်တူကဆိုရင်ပြီးခဲ့တဲ့ရာသီတုန်းကကွန်ညာကအလုပ်တေချာမလုပ်ဘူးလမ်းမရှောင်းနေလို့ပဲသူပြောတာလေဘရာဇီးနဲ့ပါရာဂွေးပွဲကိုလာကြည့်လိုက်ပါဦးဆိုပြီးတော့ပြောဆိုခဲ့တယ်လို့အခြားပရိသတ်တူကလည်းလူတွေကကွန်ညာကအလုံးမလုပ်တဲ့အတွက် United နဲ့တင်းတော်မှာမဟုတ်ဘူး။ဒါကြောင့် United ဟာဂျင်းမိပြီဆိုပြီးပြောကြတယ်။အခုချိန်မှာတော့သူတို့ရဲ့ပါစက်တွေကပိတ်နေပြီဆိုပြီးတော့ပြောဆိုသွားခဲ့တယ်။အခြားတစ်ယောက်ကလည်းကွန်ညာကိုခေါ်လိုက်တာဟာမှန်ကန်မှုရှိတယ်ဆိုတာကိုပါရာဂွေးနဲ့ပွဲစဉ်ကခြေစွမ်းကတက်တည်ပါပဲဆိုပြီးတော့ပြောဆိုသွားခဲ့တယ်။အခြားပရိသတ်တူကလည်းကွန်ညာနဲ့ဘရူနိုသာပေါင်းစပ်လိုက်လို့ရှိရင်တဲ့ United တိုက်စစ်ကပို့ပြီးတော့ strong ဖြစ်သွားမယ်ဆိုပြီးတော့ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ကွန်ညာဟာပြီးခဲ့တဲ့ရာသီတုန်းကဘို့အသင်းအတွက်ပြိုင်ပွဲစုံသွင်းကို18ဂိုးနဲ့သွင်းယူပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။သူကလက်ရှိချိန်မှာအသက်26နှစ်ပဲရှိသေးတာဖြစ်တဲ့အတွက်ကစားမဘွားအကောင်းဆုံးအချိန်ကိုရောက်ရှိနေပြီဖြစ်သလို United အတွက်အမှန်ကန်ဆုံးခေါ်မှုတစ်ခုလို့လောလောဆယ်တော့သုံးသပ်ရမှာဖြစ်ပါတယ်။ United အနေနဲ့ကွန်ညာကိုခေါ်နိုင်ခဲ့ပြီးတဲ့နောက်မှာ Brentford အသင်းရဲ့ကွင်းလယ်တိုက်စစ်ကစားမှာ Brian Mbeumo နဲ့ Sporting ကွင်းလယ်တိုက်စစ်ကမှာဗီနာဂျိုဂရီကိုခေါ်ယူဖို့အတွက်ဆွေးနွေးမှုတွေပြုလုပ်နေပါတယ်။